မနေ့ကစားခဲ့တဲ့ဘာစီလိုနာနဲ့အင်တာမီလန်ချန်ပီယံလိဆီမီဖိုင်နယ်ပထမကြောတကယ်ကိုပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်။အင်တာမီလန်ကစောစီ2ဂိုးသွင်းပြီးတော့ဘာစီလိုနာကိုအရင်ဦးဆောင်ခဲ့တာဒါပေမဲ့ဘာစီလိုနာကလည်းချက်ချင်းဆိုသလိုချီပါကို2ဂိုးပြန်သွင်းပြီးတော့ပွဲလေးကိုပြန်ဝင်လာခဲ့တယ်။ဆိုတော့ပထမပိုင်းမှာလည်း2သင်းပေါင်းသွင်းဂိုးက4ဂိုးနဲ့2ဂိုးစီတည်ကြနေခဲ့တယ်။ဒုတိယပိုင်းမှာလည်းအင်တာမီလန်တို့နောက်ထပ်ဦးဆောင်ဂိုးထပ်သွင်းခဲ့ပေမဲ့ဘာစီလိုနာကအချိန်သိမ့်မဆိုင်မနဲ့2မိနစ်3မိနစ်အကြာမှာပဲဂိုးပြန်ရသွားခဲ့တယ်ဆိုတော့ပွဲပြီးရလက်ကတော့တကယ်ကိုပိတ်သက်ကြိုက်တော့တဲ့ရလက်เนาะ3ဂိုးစီသေးရင်နဲ့ဒုတိယကြော်တို့ဆက်ပြီးတော့သွားရတော့မယ်မနေ့ကတော့ပွဲတွေမှာဆိုလို့ရှိရင်ပြောစရာတွေကအများကြီးပဲအထူးသဖြင့်ဘာစီလိုနာရဲ့ဒီလိုမျိုး comeback ပြန်လုပ်နိုင်တဲ့စိတ်သက်ခြေစွမ်းစွမ်းဆောင်ရည်ဒါတွေကိုကျွန်တော်တို့ဒီရာသီမှာချိန်ဖန်များစွာမြင်တွေ့နေရတယ်ဆိုတော့အခုဒီပွဲမှာမဟုတ်ဘူးဘင်ဖီကာနဲ့ချန်ပီယံလိပွဲပြီးသွားတဲ့အခါမှာကျွန်တော်တို့ဆယ်တာဗီဂိုအက်တလက်တီကိုပြီးခဲ့တဲ့ဒီနောက်ဆုံးပူနွေးနွေးကမှရီယယ်မက်ဒရစ်အခုဒီအင်တာမီလန်နဲ့ပွဲဒီပွဲတွေမှာဆိုလို့ရှိရင်တို့ရှုံးနေရကနေနောက်ကနေလိုက်ပြီးတော့ပြန်ကစားပြီးတော့ပွဲကိုအနိုင်ယူနိုင်ခဲ့တယ်။နော်တကယ်ကိုဒီပွဲတွေအကုန်လုံးဒီဘာစီလိုနာအတွက်ဒီရာသီချန်ပီယံဆုအိမ်မက်တွေအတွက်အဆုံးဖြတ်ပေးသွားနိုင်တဲ့ပွဲတွေပဲဖြစ်ခဲ့တယ်ပေါ့နော်။နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ဘာစီလိုနာဘက်ကဒီသွင်းသွားခဲ့တဲ့ဒီ Ferran Torres ရဲ့ဒုတိယခြေပါကိုပေါ့နော်။ဆိုတော့ဒုတိယခြေပါကိုမှာဆိုလို့ရှိရင်လည်းဒီ P3 က area တွေကိုမာတင်ပြီးတဲ့ Rafinha ကခေါင်းနဲ့ချပေးတဲ့ဒါကို Ferran Torres ကအချိန်သားကိုက်ပြေးဝင်ပိတ်သွင်းခဲ့တယ်တကယ်ကိုနားလည်မှုအပြည့်နဲ့team work ကောင်းကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ရာမဲရဲ့ပထမခြေပါဂိုးမှာဆိုလို့ရှိရင်ဒီကောင်လေးကအင်တာမီလန်ခံစစ်စုံနဲ့ဒီတယောက်တည်းဘောလုံးနဲ့တိုးဝင်လာခဲ့ပြီးတော့အဆုံးသက်ကန်သွင်းသားတာကလည်းတော်တော်လေးကိုလှပတယ်တေသက်တယ်ကန်ချက်ကြီးကအရင်ပြင်းနေရမှာမဟုတ်ဒါပေမဲ့ပါနတ်တယ်တီးကြခဲ့ပြီးတော့ဆောမရဲ့အဝေးတောင်တွေကိုညာဘက်တောင်တွေကိုဂိုးဝင်သွားခဲ့တယ်အဲ့တော့ဒီပွဲမှာနောက်တစ်ချက်ပြောစရာရှိခဲ့တာကြောင့်အင်တာမီလန်ရဲ့ပထမဆုံးအဖွင့်ကိုဒီပွဲမှာတူရန်ကပွဲစားချိန်ဒီ10မိနစ်မပြည့်ခင်စက္ကန့်ပိုင်းမှာနေသူကအင်တာမီလန်အတွက်ကိုသွင်းပေးခဲ့တယ်။သွင်းသွားတဲ့ကိုကလည်းမိုက်ပါတယ်။တစ်ဖက်ကဒီညာချမ်းကလေဒန်ဖီးမာတင်မေးလိုက်တဲ့ဘောလုံးကိုဒီနောက်ပေါက်လေးနဲ့အသာလေးချိတ်ပြီးတော့ထည့်သွားခဲ့တာ။ဒီပွဲမှာအင်တာမီလန်ဘက်ကနောက်ထပ်ချီးကျူးရမယ့်ကစားသမားဒီဒန်ဖီးပဲဖြစ်တယ်။ဒန်ဖီးဒီပွဲမှာ2ဂိုးသွင်းပြီးတော့1ဂိုးဖန်တီးနိုင်ခဲ့တယ်။ခုနကကျွန်တော်ပြောခဲ့တဲ့ဒီတူရန်ရဲ့ပထမအဦးဆုံးသောသွင်းကိုအဖွင့်ဂိုးကိုသူဖန်တီးပေးခဲ့တယ်။နောက်တဲ့ဒုတိယဂိုးမှာဆိုလို့ရှိရင်နောက်ပြန်ကန်ချက်ကြီးနဲ့လှပပကိုဂိုးသွင်းသွားခဲ့တာဒီပွဲမှာဒန်ဖီးကလည်းတကယ်ကိုအင်တာမီလန်အတွက်ခြေစွမ်းပြနိုင်ခဲ့တယ်ဒီပွဲတစ်ပွဲလုံးရဲ့ခြေစွမ်းပြနိုင်တဲ့ကစားသမားအကောင်းဆုံးကစားသမားလို့တော့မှကျွန်တော်တို့ပြောချင်ပြောနိုင်တဲ့အနေအထားမျိုးအဆင့်တန်းမျိုးကိုသူပြသသွားခဲ့တာဆိုတော့မနေ့ကပွဲကတော့တကယ်ကိုပရိသတ်တွေအတွက်တွင်းသွားတဲ့တွင်းကိုတွေကအစားကစားသမားတယောက်ချင်းစီအစားတကယ်ကိုကျင်းနေစရာကောင်းပြီးတော့ပျော်ပြည့်မှုအပြည့်ပေးနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ကောင်းပါပြီကျွန်တော်ဒီပွဲကြောင့်တော့ဒီနေ့ဒီလောက်နဲ့ပဲရန်လာကြပါမယ်ဒီနေ့ညမှာ Man U နဲ့ Bilbao နဲ့ Man U Europa League Semi Final ရှိတယ်မနက်ဖြန်မှာတော့ကျွန်တော်ဒီပွဲပြီးသုံးသက်ချက်နဲ့တူကျွန်တော်ပြန်လာနိုင်အောင်ကြိုးစားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်